Hello မင်္ဂလာပါရှင်ဒီနေ့တော့ငဖယ်ကိုမုံမြင့်ဖြူလေးနဲ့လိပ်စာပါမယ်ရှင်ပထမဆုံးမုံမြင့်ဖြူလေးကိုဒီလိုအရွက်အတိုင်းလေးတွေပဲခွာထားပါမယ်ပြီးတော့ရေစေးတန့်စင်ပြီးတာနဲ့ရေနွေးပူပူတဲ့ကိုခဏလောက်ပြုတ်ထားပါမယ်ဒီနေ့ပြောတဲ့သဘောပဲเนาะအကြာကြီးမပြုတ်ရဘူးအုံကြီးအယိုးလေးတွေကကျွတ်ဆက်မနေတော့ပဲနဲ့ခောက်လို့ရပြီဆိုရင်တော့ဆယ်ပြီးရေအေးတဲ့ကိုခဏစိတ်ထားပါမယ်ရှင်ပြီးတော့ပဇွန်ဖာမယ်ပေါ့နော်တကယ်တော့ပဇွန်မထည့်လည်းရပါတယ်ပဇွန်ကိုအသားကြီးပဲယူပြီးတော့အတုံးတုံးသေးလေးတွေတုံးထည့်ပါပါပဇွန်ကိုခွာပြီးတော့ရေစေးတန့်စင်ပြီးရမယ်ကြောပဲပိုက်ပဲပြီးတော့အကျိုးကြီးထုတ်ပါမယ်ပြီးတော့အတုံးသေးလေးတွေတုံးထားလိုက်ပါတယ်တရိုက်ဖို့မိသွားလို့ပါဒီရနဲ့ချင်းကိုထောင်းပြီးတော့ငဖယ်လေးကိုအရင်ညစ်ပြီးထည့်ပါမယ်ချက်သွန်ဖြူချက်သားမုတ်အနေနဲ့မြုပ်ကနေနဲ့ခုနအတုံးသေးလေးတုံးထားတဲ့ပဇွန်ထည့်ပြီးနေထားလိုက်ရပါပြီခုစားလိုက်ပါတော့မယ်ခုနတော့ကရေနွေးဖြောထားတဲ့မုတ်တင်ဖြူလေးကိုခင်းမယ်နေထားတဲ့ငဖယ်လေးကိုထည့်မယ်ပြီးရင်လိမ့်မယ်ပေါ့နော်အဲ့လိုလိမ့်ရင်ဘီနာလေးကအရွက်ကလေးနဲ့တိမ်ပြီးတော့လိမ့်ပါမယ်ရှင်သားတွေပဲအစားများလို့အတီးရွက်စားဖို့လိုနေပြီဆိုလို့ရှိရင်တစ်ကတော့ဒီရဲ့မုံညင်းလိပ်ကလေးကိုလှုပ်စားဖြစ်တယ်သူကစားတဲ့အလုပ်တိုင်းမှာမုံညင်းရွက်ကလေးကပါနေတော့အရွက်ကိုတီးတန့်စားကြမလို့တော့ပေါ့နော်အသားပဲစားရများပြီးအတီးရွက်ကျွေးရခတ်တဲ့ကလေးတွေကိုလည်းဒီလိုလေးလှုပ်ကျွေးကြည့်ရင်အရွက်တော်တော်များများစားဖြစ်သွားလိမ့်မယ်လို့တော့သိတာချင်တယ်ပေါ့နော်မဖယ်မှမဟုတ်ပါဘူးတခြားအသားတွေနဲ့လည်းထည့်ပြီးတော့လိမ့်လို့ရပါတယ်တစ်ကြိုက်ဆုံးကတော့ဝက်သားနဲ့လိမ့်တာပါလိမ့်ထားတဲ့မုံညင်းပူလေးတွေကိုပေါင်ဦးထဲမှာအစီထည့်ပြီးတော့ပေါင်လို့ရပါပြီရှင်မဖယ်နဲ့ပစုံလဲဆိုတော့10မိနစ်သို့မဟုတ်15မိနစ်လောက်ပေါင်းရုံနဲ့ချက်ပါပြီအပေါ်ကနေစမ်းဖို့ sauce ချက်ပါမယ်စီပူထဲကိုချက်သွန်ဖြူလေးကိုအရင်စီတက်လိုက်ပါတယ်ပြီးရင်ရေနည်းနည်းထည့်မယ်ပဲငံပြားရေခယူးစီကြာညို့ပေါ့နော်ကြာညို့ချိုလေးနည်းနည်းထည့်လိုက်ပါတယ်ပြီးရင်ချင်ဆက်တွက်ချီတို sauce လေးထည့်တယ်ဒူရီယာချက်ဖာ sauce လေးနည်းနည်းထည့်တယ်ကတာမုံလေးနည်းနည်းထည့်တယ်ပြီးရင်ရေအေးနဲ့ဖြောထားတဲ့ပြောင်းကုန်မုံလေးထည့်လိုက်ပါတယ်ပြီးတော့မိခက်အေးအေးလေးနဲ့ပြစ်တဲ့အထိပေါ့နော်တည်လိုက်ပါတယ်ရှင်ပေါင်းထားတဲ့မုံညင်းလိပ်လေးရပြီဆိုတော့တလုတ်စာလေးစားရလွယ်အောင်အလဲကနေလှီးလိုက်ပါတယ်ပြီးတော့ပကံထဲကိုစီထည့်ပြီးခုနကချက်ထားတဲ့ sauce လေးကိုအပေါ်ကနေလောင်းလိုက်ပါတယ်ရှင်နောက်ဆုံးအနေနဲ့အပေါ်ကနေနှမ်းလေးဖြူပေးလိုက်ပြီးရင်ကယ်လိုရီနည်းပြီးဝိတ်ချတဲ့ချိန်စားဖို့တင်တော်တဲ့အရသာရှိတဲ့ငဖယ်မုံညင်းဖြူလိပ်လေးရပါပြီရှင်